တကယ်ချင်းဒဇင်ဟောဝင်လိုက်တာရဲ့ငါနေတန်းသွားမလို့လား ဟုတ်တယ်ဟာငါအခုပဲသွားတော့လို့ အဲ့ဆိုနစ်စပိန်နေနဲ့ငါလိုက်ခဲ့လို့ရလား ။အော်နင်ကလည်းအထူးဆက်လုပ်လို့ငါကဘာမြင်လဲလို့လိုက်ခဲ့ပေါ့ဟာငါအောင်ဖော်ရသေးတယ် တပည့်သွားကြတော့မလို့လား ။ဟုတ်မေဟုတ် အေးသွား ဟုတ် မေမေ အေး မဟုတ်ဘူး အော်ငါညမမေ့ဘူးနော်ရဒီမှာအော်ဟိုမျက်နှာကိုလည်း9000ပေးလိုက်နော်သမီး9000မျက်နှာ9000တော့ ဟုတ်မေ ရောက် ဟုတ် တော့တော့နော်ရောက်တယ်မတော့နဲ့နော် ဟုတ်မေဟုတ် သွား တကယ်မေတတာ အေး ဒီမှာစမ်းကုန်နေပြီဒီနေ့လည်းအလုံးမသွားပြန်ဘူးလားဘာဖြစ်ပြန်ပြီလဲ နင်ငါခါနဲ့နာလို့လုံနာလိုက်တာ တော့မှာလဲလေတဲ့နေခါနာလို့အလုံးမသွားရတာနဲ့လူတွေမစုံလို့အလုံးမသွားရတာနဲ့ပြင်းရှိပြီးအကြီးထွက်နေလို့မသွားရတာဟောလက်တွေရှိတယ်ကြိုက်လို့မသွားရတာနဲ့စေးကြီးဘောင်းဆောင်တဲ့ကိုမသွားဘူး ငါလည်းလုံနေတာပဲလေငါလည်းရှာနေတာပဲငါအလကားနေလို့လားတရက်တည်းနားတော့ဘာဖြစ်လို့လဲ နားတာသိတယ်လေရှာကျွေးရမှာပေါ့သူများသားသမီးကိုယူထားတော့ရှာကျွေးမှာပေါ့ရှာကျွေးရမှာပေါ့ရှင်အိမ်နာဦးစီးမဟုတ်ဘူးလားဟမ် ငါရှာကျွေးလို့နင်တို့တားမိဒီလိုအသွေးမွေးဖြစ်လာလေနင်လူမွေးသူမွေးပြောင်းလာလေ အမလေးဒီမဲ့ကျုံမိဘအိမ်မှာနေတော့ဒီထက်အသွဲမွေးပြောင်းပါသေးတယ်ဒီမှာကျုပ်ကလေကျုံမိဘစကားနားမထောင်မလဲတော့လိုမျိုးအသုံးမကျတဲ့ယောက်ျားကိုယူခဲ့မလို့ဒီလိုဘဝကိုရောက်နေရတာဟမ်မတိတာရဲ့ယောက်ျားဆိုကြည်စမ်းဟိုဘက်ကသူ့သမီးနဲ့သူ့မယားကိုလောက်ကင်ရှာဖွေကျွေးဝဲရတယ်ဒီမှာတာသမီးကအပျော်ရရောက်နေပြီဝစ်ရှင်နဲ့စားရှင်နဲ့သူများလိုပဲတော့ဘာလုပ်ပေးနိုင်လဲဟမ် နင်ငါ့ကိုနိုင်မပြောနဲ့တော့အဲ့လိုမျိုး နိုင်ကြတာပဲရှင်အတောင်းကြလို့လား အဲ့ဒါတော့နင်ထင်ကြီးနေလို့ရှိရင်အဲ့တီလာလင်နဲ့သွားပေါက်သွား ရှင်မမရိုင်းနဲ့နော် မင်းဘာလို့နင်လင်နဲ့ငါ့ကိုလာနိုင်နေလဲ နိုင်ရမတော့တော့မကြတာ နင်တာရနေသွားပေါက်သွားနင်လည်းထင်ကြီးနေသွားပေါက်သွား အေးတောက်လေမပေါဘူးသိလား မပေါင်းနဲ့ကွာမယ်ငါလည်းနင်လိုမိမမျိုးကွာတယ်ကွာမယ် မပေါနိုင်ဘူး ကွာ ဟာဘာဖြစ်နေကြလဲအမေတို့ဖေတို့ကလည်းစုံညမ်းနေတာပဲတရက်တလေလေးကြောင်းမဲ့လို့အိမ်မှာနားမယ်ကြံကာရှိသေးတယ်အမေကဘာဖြစ်နေရလဲဟမ်အဖေသူ့ကသူနားတာပဲနားပြေပေါ့အမေကဖွက်စီကိုလောက်နိုင်လို့လေကဲနားရလေပုံနေပြီဘေရဲ့ နင်ကငါ့ကိုပြောနေဟုတ်လားအေးနင်တော့သားဖလေတလေနဲ့တတန်နဲ့ဟုတ်ပါရဲ့ငါပဲတက်နေကိုမှားတာပါနော်နင်တော့သားဖအောင်မပြောပါဘူးကြောက်ပါရဲ့ကြရတယ်ဟုတ်ပြီလား ကွာ တော့လည်းမပေါနိုင် မောင်နဲ့ တနေ့ပြောတော့ဆိုရမိဘစကားကိုနားမထောင်တဲ့လူအပြင်းကြီးရဲ့ယောက်ျားကိုရတာပြီးဒီလိုမျိုးမအေကိုခံရတဲ့သမီးကိုမွေးထားတာငါအပြစ်မိဘစကားကိုနားမထောင်နဲ့လို့မေသမီးပြကိုလာကြည့်ပါဦး လိုက်တော့မင်းမင်းနောက်ကိုလိုက်သွား လိုက်သွားခြင်းတာ